မင်္ဂလာပါခင်ဗျကိုတွန်း channel ကနေပြောကြိုဆိုပါရစေ။ကဲကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကကျွန်တော်တို့ထိုင်းနိုင်ငံမှာပေါ့နော်ထိုင်းရောက်မြန်မာနိုင်ငံသားတွေနဲ့ကျွန်တော်တို့ဒါထိုင်းနိုင်ငံသားတွေနဲ့ဒါပြဿနာပေါင်းစုံဖြစ်ခဲ့တယ်။ဒါပြိပခါပေါင်းစုံဖြစ်ခဲ့တဲ့အနေအထားမျိုးမှာမြန်မာနိုင်ငံသားပေါ့နော်ထိုင်းရောက်မြန်မာနိုင်ငံသားတချို့ကစတင်ပြီးတော့ဒါ FNCC ကနေပြီးစတင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာကျွန်တော်တို့14ရက်ပြင်မထွက်ရေး campaign လုပ်ကြတယ်ပေါ့နော်14ရက်ပြင်မထွက် campaign လုပ်ကြတဲ့အခါမှာကျွန်တော်မနေ့က26ရက်နေ့ကစပြီးတော့ကျွန်တော်တို့တွေစတင်ပြီးတော့ဒီ14ရက်ပြင်မထွက်ရေး campaign လုပ်တဲ့အခါမှာမြန်မာနိုင်ငံသားတော်တော်များများပါဝင်လာတယ်လို့ကျွန်တော်တို့သိရပါတယ်ကျွန်တော်တို့သိရသလောက်ဆိုရင်ဒီမဟာချိုင်တို့ဒီကချနာဘူရီတို့တခြားသောဒါကျွန်တော်တို့ချွန်ဘူလီတို့ဒီလိုနေရာမျိုးတွေမှာဆိုရင်ကျွန်တော်တို့မြန်မာတွေမတွေ့သလောက်များသွားပြီလို့ကျွန်တော်တို့ထိုင်းဈေးတွေတော်တော်များများရဲ့ပြောကြားချက်ရသိရပါတယ်ဆိုတော့ဒီ campaign မှာဆိုလဲမြန်မာတော်တော်များများပါဝင်ခြင်းကလည်းကျွန်တော်တို့ဒါအကြမ်းမဖက်တဲ့နီလန်းနဲ့ကျွန်တော်တို့ငင်းချမ်းစွာနဲ့ကိုယ့်ရဲ့အန်တီကိုကာကွယ်တဲ့အနေနဲ့ကျွန်တော်တို့ပြင်မထွက်ရေး14ရက် campaign ပေါ့နော်ပြုလုပ်ကြတာလည်းဖြစ်ပါတယ်ဒီလိုမျိုးပြုလုပ်ခြင်းအဖြစ်ကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့ပြိပခါတွေကျွန်တော်တို့ထိုင်းရဲ့မဘာသာတွေပေါ့မျိုးချစ်မဘာသာတွေတန်ကနေသူတို့ရဲ့ NDA ကနေလောလောဆယ်မှာတော့ဒါလွတ်ကင်းသွားနိုင်ပြီးတော့တပြောတစ်ဖုံပြောင်းလဲသွားမလားဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိမှာလည်းထိုင်းရဲ့ထိုင်းရောက်မြန်မာတွေကြားထဲမှာတကယ်ကိုမှကျွန်တော်ဒါထိတ်လန့်ပွဲရပြဿနာတွေလည်းတစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတယ်ဒါလူတက်မှုတွေဒါရိုက်နှက်မှုတွေအပြင်ကိုမှကျွန်တော်ဒါထိုင်းလူမျိုးတွေထိုင်းရောက်ဒါမျိုးချစ်ဘာသာဖြစ်တဲ့ဒါနှခမ်းမွေးတို့အဖွဲ့ပေါ့နော်နှခမ်းမွေးတို့အဖွဲ့ရဲ့ရန်ရှာခြင်းကိုလည်းကျွန်တော်မြန်မာလူမျိုးတော်တော်များခံနေရတာဖြစ်တဲ့အတွက်အခုလိုမျိုး campaign ကိုဒါကျွန်တော်တို့တော်တော်များများဒီထိုင်းရောက်မြန်မာနိုင်ငံသားတော်တော်များများအတန်တိတ်ပါဝင်ကြရတယ်လို့ကျွန်တော်တို့သိရှိရပါတယ်ကျေးဇူးထူးပဲတင်ရှိပါခင်ဗျာ